အဲ့ဒီအချိန်နောက်ထပ်တကူတယောက်ကလက်ပတ်ကိုတွေ့သွားတယ်ဟာဟဲ့အောင်နီသူ့လက်ကလက်ပတ်ကိုကြည့်စမ်းအဲ့ဒါဗန်နန်းကားတွေကလက်ပတ်ပဲကွာလက်ပတ်ပဲဒါဆိုသူ့မှာဗန်နန်းတွေကလိုမျိုးအစွမ်းနေရှိနေရလားမသိဘူးနော်သိဟုတ်တာပေါ့ဗျာကဲကျွန်တော်မှအချိန်သိမ့်မြလို့3မိနစ်တွင်ကိုကြီးတို့3ယောက်ကိုအမောက်သိပ်ပြင်မှာအောင်မန်းရွာရဲ့တာယာတဲ့နေ့လီမှာတော့ဖိုတူတယောက်မသားမယားနဲ့ပြေးနေရတယ်လူဆောင်ကောင်းဝင်လောက်တာအခုတော့ပြေးနေရပြီအမေရေပြေးနေရပြီအနောက်ကနေလေလူမိုက်2ယောက်ကတဲကြီးမဲကြီးနဲ့လိုက်နေကြတယ်ဟျောင်းလေမိမလွယ်ဘူးနော်မပြေးနဲ့ကြာလိုက်မှာတော့ပြေးရမှာပေါ့ဗျပြေးရမှာပေါ့ဒါလို့နေပြေးနေရကနေရုတ်တရက်ဆိုသလိုအောက်မှာကြာနေတဲ့ပစ္စည်းလေးတစ်ခုကိုခလုတ်တိုက်မိသွားတယ်ဖိုတူလည်းခြေထောက်နာသွားတဲ့အတွက်ကြောင့်အမလေးဗျအရှိထဲမှာနာလိုက်တာဘာကြီးလဲဘာပစ္စည်းလေးလဲဟာငုံကြည့်လိုက်ချိန်မှာအဲ့ဒီပစ္စည်းကသူ့လက်မှာရုတ်တရက်ဆိုသလိုလာပတ်သွားတော့တယ်ဖိုတူလည်းလမ်းပြန်သွားတယ်ဟာငါလက်မှာဘာကြီးလဲအတင်းတွေချွနေပြီမေလက်မှာပတ်နေတဲ့အရှာကတော့မပြုတ်သွားခဲ့ပါဘူးအဲ့ဒီချိန်မှာပဲအနောက်ကနေလူမိုက်2ယောက်ကဇက်တိုက်လိုက်လာနေတာဆိုတော့ဖိုတူလည်းဟာမသိတော့ဘူးကွာအရင်ဆုံးပြေးမှပဲရမယ်ဆိုပြီးအစွမ်းကုန်ထွက်ပြေးတော့တယ်လမ်းမှာဖိုတူနဲ့တွေ့တော့ငပိန်အောင်ဖျောက်ဖိုတူဘာလို့ပြေးနေရလဲကွာဘာလဲအကြီးပြုံးလိုက်ရိုက်လို့လားဒါနဲ့ဖိုတူကအနောက်ကလူတွေကိုလက်ညှိုးထိုးပြပြီးတော့ထွက်ပြေးသွားတော့တယ်ငပိန်လဲဖိုတူနဲ့အတူရောင်းရောင်ပြေးဟာဟဲ့အောင်ဘာလို့လဲဟာမင်းနောက်ကလိုက်နေတဲ့လူမျိုးကဘာသူတွေလဲကြောက်စရာကြီးကွာဒါနဲ့ဖိုတူကပြင်းရင်းနဲ့ပြောပြတော့တယ်ဖိုတူတယောက်မနဲ့ငါးစီးတဲ့ကိုငါးတောင်းရတော့ရောင်းနေသူကလူတယောက်ကိုအလေးကိုပြီးထည့်ပေးနေတယ်ဒါအောင်မြင်တော့ဖိုတူကဦးလေးလေးကငါးချက်တောင်လိုနေရဲ့ဗျဖိုတူအဲ့လိုပြောလိုက်တော့ဆိုင်ရှင်ကလေဟဲ့ကလေးဘာလာပြောနေရလဲကွာဟမ်ဒါဆိုကတားဆက်ကိုကျွန်တော်ဘက်ကိုပြလေဗျာဖိုတူအဲ့လိုပြောလိုက်တော့မှဈေးဝယ်လေကတားဆက်ကိုလမ်းကြည့်လိုက်တယ်ဟာဟုတ်တာပဲငါးချက်မှကြော်လိုးနေရပဲဒါကဘယ်လိုလုပ်တာလဲဈေးအောင်တာကိုတိတိကျကျရောင်းမှာပေါ့ရှင်ဆိုင်ရှင်လေချွေးတွေပြန်သွားတယ်ကျုပ်တောင်းမှန်ပါလေဗျာပြန်ထည့်ပေးပါမယ်တော်ပြီမလို့ကျင်တော့ရှစ်ဆိုင်လေဘယ်တော့မှမဝယ်ဘူးအဲ့လိုပြောပြီးထွက်သွားတဲ့အတွက်ဆိုင်ရှင်ကဖိုတူဘက်ကိုလှည့်တယ်ငါစီဝါကြီးကိုဒုံးနဲ့ထိုးတယ်ပေါ့ဟုတ်လားဟျောင်းလေမင်းဘယ်ဆိုင်ရလဲဘသူကလွှတ်လိုက်တာဟာဘယ်ဆိုင်ရမှာမဟုတ်ဘူးဗျကျွန်တော်ကဈေးဝယ်အေးဒါဆိုမင်းကြောင့်မရောင်းလိုက်ရတဲ့ဒီငါ့ကိုမင်းဝယ်မဝယ်ပါဘူးအလေးမှမမှန်တာအလေးမှန်တဲ့ဆိုင်မှာပဲသွားဝယ်မှာပေါ့ဗျဖိုတူလည်းအဲ့လိုပြောပြီးတော့ထွက်သွားတော့တယ်ပြင်းနေနေငပိန်အောင်အခုမင်းနောက်လိုက်နေရကအဲ့ဒီဈေးတယ်လားမဟုတ်ဘူးသူတို့ပဲတွေကလေသူ့ကိုငါဈေးထဲမှာအဆက်ရအောင်လုပ်တယ်ဆိုပြီးငါ့ကိုဆုံးမဖို့လှုပ်လိုက်တာကြီးကွအဲ့ဒီအချိန်ငပိန်ကဖိုတူလက်ကနိုင်ကိုမြင်သွားတယ်မင်းကနိုင်ရီဘာရင်နဲ့ပါလားဟာအေးဟုတ်တယ်ဒီနိုင်ကဘာလဲမသိဘူးငါလက်မှာရုတ်တရက်ဆိုသလိုလာပတ်ပြီးတော့ပြန်ချွတ်လို့လည်းမရဘူးကွဘာလဲမသိဘူးငပိန်ဟဲ့မင်းနိုင်ကိုဖွင့်ကြည့်လိုက်ဒါနဲ့ဖိုတူလဲနိုင်ကိုဖွင့်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာမတိမတ်တောင်းလောက်တဲ့အရာမျိုးကိုနိုင်ကနေတွေ့သွားတာဆိုတော့ဖိုတူလေးဟာဟဲ့ဒါဗန်ဒန်ကနိုင်လိုကြီးကွအကောင်နေပြောင်းလို့ရတယ်ဟာသိလားအေးဒါဆိုလဲမပြေးနဲ့တော့အကောင်တကောင်ရွေးပြီးတော့တိုက်ခိုက်လိုက်ဖြစ်ပါမလားကွကစားစရာနိုင်ကြီးဆိုဘယ်လိုလုပ်မလဲငါခမ်းရမှာဘာပဲဖြစ်စမ်းကြည့်လို့အရှုံးမရှိပါဘူးကစားစရာနိုင်ကြီးဆိုတော့လေနောက်မသုံးရုံပေါ့ကွာငပိန်အဲ့လိုပြောတာနေဖိုတူလေးသူ့ကြိုက်ဆုံးမင်းလူသားအကားပေါ်ဆောင်ပြောင်းပြီးတော့နိုင်ကိုနှိပ်ချလိုက်တယ်ရုတ်တရက်ဆိုသလိုဖိုတူပြေးနေရလဲရှက်သွားခဲ့ပြီးတော့ခန္ဓာကိုယ်ကနေတကူကူကိုပုံစံပြောင်းသွားသလိုခံစားနေရတယ်ဒါပေမဲ့လေအပြင်းမဲပုံစံကမပြောင်းသွားတာဆိုတော့ဖိုတူကဟာဟဲ့ငပိန်ပုံစံတော့မပြောင်းသွားဘူးကွာဟိုရပါမလားကွာရပါမလားမင်းနဲ့စမ်းမြစ်ကြည့်ကွာစမ်းမြစ်ကြည့်ဒါနဲ့ဖိုတူလေးငပိန်ပြောသလိုမီးထွက်မထွက်သိချင်တာနဲ့မင်းနဲ့စမ်းမြစ်ကြည့်ဖိုတူလက်တရားနဲ့မီးတွေထွက်လာတာဆိုတော့ငပိန်ကတော့ဘေးကနေကြည့်ပြီးတော့ဒါဆိုရင်ရပြီပြန်ချတော့မပြေးနဲ့မောတာပဲရှိအဲ့လိုပြောပြီးတော့အနောက်ကနေလိုက်လာတဲ့လူနှစ်ယောက်ကိုရက်ဆောင်နေလိုက်ကြတယ်လူနှစ်ယောက်ရောက်လာချိန်မှာသူတို့လေမောဟိုက်နေကြပါမောလိုက်တာကွာတော်တော်ပြေးနိုင်နေကလေးပဲဒါပေမဲ့အခုတော့မင်းပါတတ်နိုင်တယ်မပြေးနိုင်တော့ဘူးလားဟာမပြေးပဲနဲ့တိုက်ခိုက်တော့မလို့ဗျအောက်မှာလက်တောက်လောက်လေးရများငပိန်ကတော့ကြိုတင်ပြင်ဆင်ထားလို့ရအောင်လို့ရေရီသွားခတ်နေတယ်လူမိုက်ကဒါကိုမြင်လိုက်တော့ဟိုကောင်လေးကဘာလုပ်နေရတော့ဟာဒါ
နဲ့လူမိုက်နောက်တစ်ယောက်ကဘာလို့ပေါ့ကွာငါတို့စင်းရင်ရှင်းရမှာကဒီအောင်ပိစုနဲ့တယောက်ပဲချကွာမြင်မြန်လူမိုက်နှစ်ယောက်လေးဖိုတူစီကိုပြေးလာပြီးတိုက်ခိုက်ဖို့လုပ်ချင်တယ်ဖိုတူကသူ့ရဲ့လက်ကထွက်တဲ့မီးရည်နဲ့ပြစ်ပြီးတော့တားလိုက်တယ်လူမိုက်နှစ်ယောက်လေးလန့်သွားတယ်ဟာဒီကလေးလက်တည်းကမီးထွက်နေရဲ့ဟာမီးထွက်လေသူကကလေးပါကွာလာစမ်းမှာမြင်မြန်ဘောစီကကြာလို့ငါတို့ကိုပြောနေမှာသူ့ကိုခေါ်တော့မှရမှာကွာအဲ့လိုနဲ့လူမိုက်တွေလည်းဖိုတူစီကိုရှေ့ဆက်ထလာကြတယ်ဖိုတူကလည်းမီးတွေနဲ့တောက်လျှောက်ပြစ်နေခဲ့ပြီးတော့ရှေ့တုံးထောင်လုပ်နေပြီမိဘလို့မှမရတော့တဲ့အဆုံးလူမိုက်နှစ်ယောက်ကိုလင်းမထားပြီးတော့မီးတွေနဲ့ပက်လေးပြစ်လိုက်တယ်လူမိုက်နှစ်ယောက်ကဟာမီးဝိုင်းနေပြီကွာမီးဝိုင်းနေပြီငါတို့ထွက်မရတော့ဘလို့လို့ကြောင်အဲ့ဒီအချိန်မှာဖိုတူကမီးလေးကိုဝင်သွားပြီးတော့အငိုင်းမိနေတဲ့လူမိုက်နှစ်ယောက်ကိုဆော့ဘလော့တိပြစ်လိုက်တယ်လူမိုက်နှစ်ယောက်လည်းမီးတွေဝိုင်းနေတဲ့ကြားထဲမှာရုတ်တရက်ဝင်လာပြီးတော့တိုက်ခိုက်တဲ့ဖိုတူကြောင့်အငိုင်းမိပြီးပတိမိသွားကြတယ်အဲနောက်တော့မီးလူသားပြေသုံးနိုင်တဲ့အချိန်ကလည်းပြည့်သွားတာဆိုတော့ဟာသွားပြီအချိန်ပြည့်သွားပြီဒါနဲ့ဖိုတူလည်းငပိတ်ကိုလှမ်းဟော်ခေါ်တော့တယ်အဲ့တော့မှငပိတ်ရှောင်းလာပြီးအသိဆောင်ထားတဲ့ရေပုံးနဲ့မီးတွေကိုပတ်လိုက်တော့မှဟိုးတော်သေးတာပေါ့ကွာနိုင်ရရုတ်တရက်ဆိုလို့အချိန်ပြည့်သွားတာမင်းကတော့ယူနီဖောင်းကပေးတဲ့လက်ဆောင်ကြီးကိုရလိုက်တာပဲပို့တော့ဒါပေမဲ့ဒီလက်ဆောင်ကအန်နီရဲ့များမယ်လို့တော့ငါထင်နေကွာမေးသေးစားလေးတော့ဂရုစိုက်ပြီးတော့ဒီလိုနဲ့ငပိန်နဲ့လမ်းခွဲပြီးပြန်လာနေလမ်းမှာစတိုးဆိုင်နေရနေတုပ်ပေါ်တယောက်အလန့်တကြားထွက်ပြေးလာတာကိုမြင်လိုက်တယ်ဖိုးတူလေဟဲ့အောင်တုပ်ပေါ်ဘာဖြစ်လာတာလဲကွာအထဲမှာစတိုးဆိုင်ကိုတခိုးတွေဝင်ပေါက်နေကြတယ်ကွာဈေးဝယ်နေတဲ့လူတွေရောမသိဘူးဟိုအထဲမှာပဲတင်နေအထဲမှာပဲတုပ်ပေါ်စီကစကားနဲ့ဆုံရောဖိုးတူလေဘရုံသုံးမဖြစ်နေတဲ့စတိုးဆိုင်တွေကိုဝင်ပြေးသွားတယ်တုပ်ပေါ်ကဟဲ့အောင်ဖိုးတူအဲ့ဒါဘာယူထားတာလဲဟာပြန်လာခဲ့ဒါမဲ့လေဖိုးတူကတဲကိုဝင်သွားပြီးပြီဆိုတော့တုပ်ပေါ်လည်းအနောက်ကနေပြေးဝင်သွားတော့